လာပါရှင်အခုကတော့ခီးသွားတဲ့ vlog ရိုက်တာမဟုတ်ပါဘူး vlog ရိုက်ပါလေဆိုတော့အကြောင်းမှာမနေ့ပြန်ကြရင်ဈေးသွားရောင်းတဲ့ vlog လေးရိုက်မှာပဲဖြစ်ပါတယ်ဘယ်ကိုရောင်းပါလဲဆိုတော့ကျောင်းမှာပဲရောင်းပါပါပတ်တိုင်းတော့မရောင်းပါဘူးဘာရောင်းပါလဲဆိုတော့ခောက်ဆွဲတုပ်ရောင်းပါပဲဖြစ်ပါတယ်ခောက်ဆွဲတုပ်ဆိုတော့နည်းနည်းတော့လောက်ရတာလည်းအဆင်ပြေရဲ့ငယ်ချင်းတယောက်လည်းရှိရတူးမှာအဝတ်စားရောင်းမှာဖြစ်ပါတယ်အစားအစာဘက်ပို့ပြီးတော့ပြင်စားဖြစ်တဲ့အတွက်ကြောင့်အစားအစာဘက်ရောင်းမှာပဲဖြစ်ပါတယ်တူတွေဘူးတွေလည်းအကုန်ပြင်ထားပြီးပါပြီရောင်းပါပါအကုန်ဝယ်ထားပြီးပါပြီလိုက်ကြည့်ပြကြပါဦးဝင်ပြန်ကြရင်ပြန်သိပါမယ်ကဲအောင်နိုင်မောင်မကြိုက်အရင်ဆုံးခောက်ဆွဲပြုတ်မှာပဲဖြစ်ပါတယ်အရင်နေ့တည်းကကြော်ထားတယ်စက်တူဖြူကြော်ရယ်မြုပ်သေးကြော်ရယ်ဖြစ်ပါတယ်လေးတော့ဝယ်တာဟုတ်ပါဘူးပတ်တိုင်းဟုတ်คนเล็กอะไรเนี่ยใช่ซึ่งเยอะก็ต้องว้ายကဲဘူး35လောက်ထားဖို့စဉ်းစားထားပါတယ်ဒါပေမဲ့30တဘူးပဲရပါတယ်โอเคပြီးတော့ပါပြီစီရောက်တဲ့တင်ရရှင်းနဲ့ကဲ let's go တန်ကြလာတာကိုစောက်တာဖြစ်ခဲ့ပါတယ်ကဲဒါကတော့ကျမပစ္စည်းပါဒါကတော့ကျမတင်ရရှင်းပစ္စည်းပါဘာရောက်လာလဲငယ်စင်ဝတ်ဆောင်ညဝတ်ဆောင်ပြီးတော့ဖနက်လည်းပါပါတယ်သူ့မှာကြတော့ဝတ်စားပေါ့နော်ကိုပဲကြတော့အစားအစာပဲပါအားပေးကြပါဦးလို့အားပေးကြပါဦးကျမတော့သဘူး30ပါပြောကြလိုက်ပေါ့လားအေးဆိုငါအစားငါတိတ်မစားဆိုပဲငါပိုတော်ထည့်သေးရဲ့ညဖောင်ကြောက်ဒါကတော့သူရောင်းလာမယ်ဖြစ်ပါတယ်ဒီကညီမတို့ခံမှာနည်းနည်းလေးပဲရှိဒီမှာလာပြီးကြပါအောင်ရှင်ဒီမှာရောင်းလို့ရတယ်สวัสดีค่ะรับอะไรดีคะสวัสดีค่ะรับอะไรดีคะค่ะอร่อยมากเอามาเร็วมากไม่รู้เขาชี้ให้ยาวเนาะเราจะรีวิวนะคะว่าจะรสชาติยังไงชิมดิไปสิชิมดิrồi đi giống cửa bà nó đi giống cửa bà bu nó ở xe cười nè phải đây chào nha bà đây em đi ngoài ra cho nghe chị đi lên ra nhiều không ra hai nhiều bé bé lên tôi ra này đi lên ra kìa hình như tối này đặt cái sập gì gì vào câu à có này ơi vừa lép nè điểm muốn sao bé chị chỉ là điểm là tôi lo dài đó bé này tập đi đấy xem mà không sợ đóอยากรู้มาดูเดี๋ยวมาซื้อได้นะคะสวัสดีค่ะแม่เลยย้ายเตียงดังมีเสื้อผ้าขายด้วยนะคะมาอุดหนุนได้นะคะเยอะดูได้ป่ะมาดูกันป่ะดูกันป่ะเอ๊ะดูดีนะมึงดูได้ไปแบบนี้แน่นอนมาดูได้ไปนี่มึงน้องสไลด์เบาจะดีเลยน้องสไลด์เบานั่นเลยจีรู้ยังเนาะสุจีรู้เลยอ่ะน้องมาแล้วเว้ยไอ้น้องสไลด์เบาถูกใคร
안녕하세요.